ဘုံနဂါနဲ့ပတ်သက်တယ်ဗောလေဘုံနဂါကိုအလင်းဝင်လိုက်ပြီလို့တော့ကြားရတယ်ဒါပေမဲ့ဘာတည်းမှမကြားတဲ့အခါကျတော့နောက်ဝင်မှုစိတ်ရှိတဲ့လူတွေဗောနော်စိတ်ကူးဒီဘုံနဂါနဲ့ပတ်သက်တယ်ဗောလေဘုံနဂါကိုအလင်းဝင်လိုက်ပြီလို့တော့ကြားရတယ်ဒါပေမဲ့ဘာတည်းမှမကြားတဲ့အခါကျတော့နောက်ဝင်မှုစိတ်ရှိတဲ့လူတွေဗောနော်စိတ်ကူးနေတဲ့လူတွေအနေနဲ့ဘုံနဂါကဘာဖြစ်သွားတာလဲဘာတည်းမှလည်းမကြားဘူးဆိုတော့နည်းနည်းလေးသိကျင်တော့ဆရာတော်ကိုမေးတာပေါ့နော်ဆရာတော်ကိုမေးတော့ဆရာတော်ကတစင်းပြန်ပြီးတော့မှမေးပြီးတဲ့တော့ဆရာတော်အနေနဲ့ကတော့ယုံကြည်ရတာလားမယုံကြည်ရဘူးလားဘယ်ဟာကဖြစ်နိုင်လဲမဖြစ်နိုင်ဘူးဆိုတာနားလည်ပါတယ်ပြောမှမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အများပြည်သူအနေနဲ့ကျတော့ပြောမှပဲပြောတာတော့မှကိုယုံကြည်တဲ့လူပြောမှနားလည်မျိုးလက်ခံမှမျိုးပေါ့နော်တခါကြီးအနေနဲ့ဘုံတကားနဲ့ပတ်သက်ပြီးတော့တချို့ဆွဆွဲလို့ငကိုတွေကမြန်မာစစ်တပ်ကလွတ်ထားတဲ့စပိုင်ဆိုတဲ့သဘောမျိုးတွေရောပေါ့နော်ဒါသူတို့ပြောတာကိုပြောတာပါဆရာတော်အနေနဲ့တော့ဒါရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပေါ့ဘုံတကားကိစ္စကလည်းဘာမှလည်းထုတ်ပြန်တာလည်းသိကြမရှိဘူးလေအလင်းဝင်သွားတယ်ဆိုတာပဲသိရတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းတခါကြီးသိတယ်လို့ရှင်းပြပေးစေသူတို့ဘုံတကားကတပည့်တို့စီကိုအလင်းဝင်တာကသူတို့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်သွားတယ်အဲ့ဒါတေးကြတယ်သူတို့တော်တော်လေးဖွဲ့စည်းပုံပြတ်သွားတာပေါ့သူတို့အဲ့လိုဖြစ်သွားတော့ဘုံနဂါကတပည့်တော်စီရောက်လာတယ်သူတို့ကတည်င်းတွေလွှင့်တာပေါ့ဘုံနဂါကိုရှင်းပြလိုက်ပြီးလို့ဘုံနဂါကိုထောင်ချပလိုက်ပြီးလို့စသဖြင့်သူတို့တည်င်းတွေရှောက်လွှင့်တာပေါ့တကယ်တမ်းဘုံနဂါကအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့လုံခြုံမှုပေးတဲ့နေရာမှာအေးချမ်းချမ်းဇနီးနှစ်ယောက်နဲ့အတူပျော်ပျော်ရွှင်ရွှင်နဲ့မြင်းစီးပြီးတော့မြင်းတွေပါစီးရဲဘောလုံးကလေးမှာအဲ့လိုရှိတယ်ဈေးတွေသွားဝယ်တာတွေ့တယ်အေးဆေးပါဗျသူရင်ငယ်ယူဖို့ဟာကိုမပြောင်းပါဆိုလို့ငါဘယ်လိုအပြစ်ရှာနေမေနဲ့ငါကိုတော့ရွေးတယ်နေမေကိုအိမ်မှာထားလို့ရှိရင်နေကိုငါမပေါက်နိုင်ဘူးတဲ့ငါရွေးစရာလားငါမအေးဟာငေးစင်တောင်းဝဲကပဲလောက်တွေ့နေတာငေးစင်တောင်းဝဲကလေးကိုပဲလေခါပဲငါမကျွေးမွေးစောက်ချောင်းလာကိုလာလို့စလာဖွာလာငါမေကိုငါပြရမှာလားဟင်ငါပြစ်ချင်လို့ငါယောက်ျားပဲပြမှာပြမှာလေယောက်ျားတက်ဆရတယ်မအေးသေးမအေးတက်ဆမရဘူးငါလိုကောင်မမျိုးကမိဖကိုပြစ်စရာအကြောင်းကိုလုံးဝမရှိဘူးပြည့်ယောက်ျားပဲပြမှာဘယ်တော့မှမိဖမပြေဘူးကိုမိဖငေးစင်တောင်းဝဲအစင်းစင်းရင်နွမ်းပါနွမ်းစင်းနွမ်းပါဘဝကငါတို့ကိုချော်ဖွင့်ကျွေးမွေးလာငါတို့မှဆက်ချုပ်နေတာတော့မှသူမျိုးရောငါတလက်ပြတလက်ငါဆက်ချုပ်နေတာငါမိဖဒီတလားလောက်ကျွေးလာနော်အဲ့ဒါကိုလင်းရမှာမိခနဲ့ယောက်ျားဘတို့ရွေးမှာလဲနေမင်းကိုရွေးလို့ရှိရင်နေမင်းကပွားနေတဲ့ငါနဲ့မနာမနေတဲ့နေငါမပေါင်းနိုင်ဘူးတဲ့ငါယူဖို့မိမတို့ပတ်စံရှိရတဲ့ဘီယာဆိုင်ဖွေးတော့ငါအေးစစ်နေရမှာတဲ့ဟင်နေကိုတဲ့ငါမပေါင်းနိုင်ဘူးတဲ့နေမင်းလည်းငါမကျွေးနိုင်ဘူးတဲ့ငါမေငါဘလို့ပွားပြောရအောင်ငါတထောင်းသဘွားရောက်တော့ငါမေငါတောင်းတာကျွေးငါမေငါမပြစ်နိုင်ယောက်ျားတက်ဆရာပါသမင်းသိတာသမင်းတက်ဆရာနော်ငါဘလို့မှငါမေငါမပြစ်နိုင်ဘူးအေးအားကြောင့်ပြောလိုက်တယ်မနေ့ကနင်းကိုငါမပေါင်းနိုင်ဘူးလို့ငါအမေပဲငါရွေးမှာလို့နင်းမမရင်ငယ်ယူဖို့မလားပေါ်ယူလို့ပြောငါမကွာပေးဘူးလို့နင်းမကွာတော့ငါဖက်မကွာပေးနိုင်ဘူးလို့နင်းတက်လို့မရင်ငယ်ဘွားနဲ့နေရအောင်လို့နေယူရမိမလေကိုယောက်ျားဘေးမှာကိုကအိမ်နာကိုယောက်ျားယောက်ျားမိမဘလို့ပြောနေကြငါရင်တွေမှာဘလောက်တော့မခံစားရဘူးလေငါမကြိတ်မိတ်တာငါလူကိုချက်လို့ငါမပြောတာဟိုထတဲ့လင်မရရင်ဖြစ်နေဟိုရလင်ရဖြစ်နေဆိုတဲ့အကြောင်းသူများတယ်သိမှာဆိုလို့ငါမှမပြောဘူးနေတဲ့မျိုးပိုက်နာနေရမျိုးပိုက်ထားတာနော်တရားရဲ့အကြလို့ငါမှအကုန်မနေရဘူးငါဘောဒီလောက်ရောက်ဆိုအကြည့်တန်နေရအောင်အဲ့ဒီလိုနွားနဲ့ညောလို့နွားမပြီးအရောက်ပေါက်နေတာငါအရောက်ဟာဒီဟိုတုန်းကဒီရောက်ပြီးမဒီလိုလေကွာမစားတာဘူးသူနဲ့ညောလို့စီးပွားရေးတဲ့အဆင်မပြေလို့ကွမ်းစားချီတဲ့ကွမ်းစီမရှိသူများစီကတောင်းစားအဲ့လိုနေစားလို့အဲ့လိုဒီရောက်ပြီးပေါက်တာနွားနဲ့ရလို့နွားရောက်ပေါက်တာ